Oh my god so papa oh mama ဒီမှာဆိုရင်တော့ကန်တင်ဟိုင်းလန့်တောင်ပေါ်တောင်အထိပ်ဆုံးကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်အဲဒါကြောင့်ဒီလိုဘလိုလေးကိုလိုက်ပါအဆုံးဒီအတူကြည့်ရှုလိုက်ပါဒီမှာဆိုရင်တော့အောက်မှာဆိုရင်တော့တွေးမြင်တဲ့အတိုင်းပါပဲကစားကွင်းတွေအစုံရှိမယ်ရေကူးကန်တွေရှိမယ်ဝါတာပတ်ရေတကူးကန်ကစားကွင်းတွေနော်များစွာတည်ရှိပါတယ်ကန်တင်ဟိုင်းလန့်တောင်ပေါ်ဆိုရင်ကာစီနိုယုံကြီးတွေဂိမ်းကစားလို့ရမယ်နေရာတွေများစွာကိုလည်းထည့်သွင်းရတာရှိပါတယ်ဟုတ်ပါဆိုရင်တော့တွေ့မြင်ရတဲ့ကာလာဆုံးဟိုတယ်ကြီးတွေနိုင်ငံတကာနော်နိုင်ငံတကာကအားကြရတဲ့ကန်တင်ဟိုင်းလန့်ကာစီနိုယုံကြီးတွေဆိုလည်းများစွာတည်ရှိပါတယ်နိုင်ငံခြားသားအများစုနော်အားကြရတဲ့နေရာနိုင်ငံခြားသားအများစုလာရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်ရုပ်ရှင်ကားကြီးကြီးထဲမှာနာမည်ကြီးတဲ့နေရာတွေကမလေးရှားနိုင်ငံရဲ့အကျိုးသားပေါင်းဆိုလည်းကန်တင်ဟိုင်းလန့်ဆိုတာမမှားပါဘူးကျွန်တော်ကတော့ခေတ္တမလေးရှားရဲ့ပုံမှန်ဖြစ်ပါတယ်ရှူအပ်ပေးသူများကျေးဇူးပါဒီမှာဆိုရင်လည်းကန်တင်ဟိုင်းလန့်တောင်ပေါ်တောင်ကုန်းဒေသတွေပေါ်မှာဒီခုလိုမျိုးဟိုတယ်ကြီးတွေမိုးမော်တက်ကြီးတွေတာဝါကြီးတွေကိုလည်းများစွာတိကျတာတွေ့မြင်ရပါတယ်အရန်ကိုမှအောင်းဖို့ကောင်းပါတယ်ဒီပညာလက်ရာတွေအမခံရပါပဲဘိုင်ဘိုင်နောက်ပရော်တွေမှာပြန်လည်ဆုံတွေ့ကြမယ်ဘိုင်ဘိုင်